အာမချောင်းနဲ့နော်အာမချောင်းနဲ့ရင်ဆောင်ဖြစ်မရှိဘဲနဲ့အားလုံးချောင်းနဲ့ဘွားပါဒီစတီးရစီထိုမိပြကြတာကဟီယိုအဲ့ဒီစကောတော့ကျွန်တော်စင်ထိုဒါလေးမြင်မိဘကတိမလို့နေရောပိတာမင်းနေမိမကိုလာပြီးတင်ကွာမင်းနဲ့ကြီးချင်းဖိတ်ပြီးတော့တကစကေးရှိရဲ့လူချင်းမင်းကချိုးငါကလမ်းဖို့မင်းကတော့လည်းငါကိုချင်းနေဘူးဝီကိုတူကကူချင်းနေမင်းကပြင်မချိပြီးတော့ထိုးမင်းကတော့မရဘူးအာမချောင်းနဲ့အာမချောင်းမင်းကိုကြောက်လို့ရှောင်းတော့မွေးအဖွဲလဲလာဟောင်းလဲစခရီးလက်ကွက်တင်နဲ့အာမချောင်းနဲ့လူမိုက်လေးကငါ့ကိုလောင်းမဖီးလေကောင်ငင်းပြတ်တဲ့ဖူးရလူမဆူတဲ့ကောင်ငါလီးဖိုက်တာလာဆိုင်ကလာဖိုက်တာဆူလာငါနဲ့ပြင်းပြတို့တော့လူမကြီးတယ်ငါကိုလာပြီးအာချောင်းငါပြောရလက်ခံရမင်းမလို့မသိရင်မှတ်ထားလိုက်ဟိုရောက်ဆိုင်ငါကထွက်တဲ့စင်ကိုဝင်းကွာငါကအချင်းတွေကိုဝတ်မရလို့တာရုပ်ဖွက်တဲ့ဖူးရနေလို့ကြောင်းခါလည်းမတော့လူမယုံနေငါကိုလာပြီးအာနာမတော့ငါရဲ့နာမှာကိုရတော့မြတ်အုံနေယူတီလေးစားဟဲ့မင်းငါကိုယူတီလေးစားကလေးစောကြည့်ချင်တော့ပူကီလီတာလာပြီးကိုဖန်ရဲ့ဟိုမပြင်းညာအဲ့ဒါကြပြီးတော့ငုံနေတီလာအားချောင်းနဲ့ဟိုမပြင်းညာငါကိုကြောက်လို့ပဲရှောင်းနေတီလာငါလာမင်းချိုးတွေးထားမင်းကြောက်ရင်ဘေးကလူပဲရွှေ့ထားငါကတော့ကြောက်တဲ့တကိုးရတွေ့ပြကွာဟဲ့မင်းကမအိုးငါကခုမှလူပြိုလေးကွာဟာဘယ်ကောင်မိုက်လဲဟဲ့ဘယ်ကောင်မိုက်လဲအာဝါရယုံအားရှိလိုက်ရပေါ့ငါမထုံငါရဲ့နာမဆက်ဆက်လက်တော့အုံလေးစားရမယ်ယူတီရမယ်လေးစားရမယ်ယူတီရမယ်ဟဲ့အာမချောင်းနဲ့စကောတော့ကျွန်တော်စင်ထိုဒါလေးမြင်မိဘကတိမလို့နေရောပိတာမင်းနေမိမကိုလာပြီးတင်ကွာမင်းနဲ့ကြီးချင်းဖိတ်ပြီးတော့တကစကေးရှိရဲ့လူချင်းမင်းကချိုးကလမ်းဖို့မင်းကတော့လည်းငါကိုချင်းနေဘူးကိုတူကကူချင်းနေမင်းကပြင်မချင်းပြီး